တင်းသားကြီးတိုင်းလောင်းလုံးမြို့နယ်မှာရသပြည်သူတွေနေထိုင်ရာစိတ်ပင်အင်းချေရွာကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကထွက်ပြေးတိမ်းရှောင်တဲ့ပြည်သူတွေကိုလိုက်လံပစ်ခတ်မှုကြောင့်ပြည်သူ2ဦးကြီးထိမှန်ထားတယ်လို့ဒေသခံတွေကရန်ကုန်ခေတ်ကိုပြောပါတယ်။ဖြစ်စဉ်ကတော့ဇွန်လ12ရက်နေ့ကပဲလောင်းလုံးမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာရသပြည်သူတွေနေထိုင်ရာစိတ်ပင်အင်းချေရွာကိုဝင်ရောက်လာတဲ့အချိန်ရွာထဲကပြည်သူတွေလည်းထွက်ပြေးတိမ်းရှောင်ခဲ့ကြတယ်ဆိုပါတယ်။အဲ့ဒီအချိန်အကြမ်းဖက်စစ်တပ်ကထွက်ပြေးကြတဲ့ပြည်သူတွေကိုပါအနောက်ကနေလိုက်လံပစ်ခတ်တဲ့အချိန်ပြည်သူ2ဦးကြီးထိမှန်ထားတယ်လို့ဒေသခံတွေကရှင်းပြထားပါတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာလက်ရှိမှာစစ်ပြဲချေရွာနဲ့ညင်းမော်ချေရွာတွေမှာတပ်ဆွဲထားပြီးအဲ့ဒီကပြည်သူပိုင်ပစ္စည်းတွေကိုပါစိတ်ကြိုက်မှွေနောက်ခိုးယူနေကြတယ်လို့ဒေသတွင်းစစ်ရေးသတင်းအရှင်မြစ်ကပြောထားပါသေးတယ်။လက်ရှိမှာတော့အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့တော်လှန်ရေးတပ်တွေအကြားစစ်ရေးတင်းမာမှုတွေလည်းရှိနေတယ်လို့သူကဆက်ပြီးရှင်းပြထားပါတယ်။တစ်ဖက်ကမကွေးတိုင်းမှာလည်းဇွန်လ12ရက်နေ့ကပဲပခောက်ကူမြို့နယ်တပ်မ101ကထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာကန်တော်ချေးရွာနဲ့ငဖောင်ကန်ချေးရွာတွေကိုဝင်ရောက်ပြီးအဲဒီကနေတစ်ဆက်စစ်ကြောင်းထိုးတာတွေလုပ်နေတဲ့အတွက်အဲဒီစစ်ကြောင်းလာရလမ်းပိုင်းမှာရှိတဲ့ချေးရွာတွေကပြည်သူတွေဟာဘေးလိုရာတွေကိုတင်းရှောင်နေရတယ်လို့လည်းဒေသခံတွေကပြောထားကြပါတယ်ခင်ဗျာ။မလေးရှားနိုင်ငံမှာတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား35ဦးဖမ်းဆီးခံရတယ်လို့မလေးရှားအာဏာပိုင်တွေကထုတ်ပြန်လာပါတယ်။ဒါကတော့ဇွန်လ17ရက်နေ့ကပဲမလေးရှားနိုင်ငံကလတန်ပြည်နယ်အတွင်းတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား35ဦးနဲ့သူတို့ကိုတည်ယူပို့ဆောင်ပေးနေတဲ့မလေးရှားနိုင်ငံသား2ဦးကိုပါမလေးရှားအာဏာပိုင်တွေကဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။ဒါဟာမလေးရှားနိုင်ငံကလန်တန်ပြည်နယ်လူမှုကြီးကြပ်ရေးအရာရှိတွေပါဝင်တဲ့ပူးပေါင်းအဖွဲ့ကတရားမဝင်ရွှေ့ပြောင်းလုပ်သားတွေခိုးလုံနေတဲ့နေရာတွေနဲ့တည်ယူပို့ဆောင်ရေးလမ်းကြောင်းတွေကိုလိုက်လံစစ်ဆေးခဲ့ရာကနေကိုတာဘာရုမြို့အနီးမှာတရားမဝင်မြန်မာရွှေ့ပြောင်းလုပ်သားတွေတည်ဆောင်မှုပြင်ဆင်ထားတဲ့ကား3စီးကိုဖမ်းမိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ကားတွေပေါ်မှာမြန်မာနိုင်ငံသား12ဦးကိုကနဦးတွေ့ရှိခဲ့ပြီးမလေးရှားနိုင်ငံသားပွဲစား2ဦးနဲ့ကား3စီးကိုပါအရင်ဆုံးဖမ်းဆီးသိမ်းဆည်းခဲ့တယ်လို့ဖော်ပြထားပါတယ်။အဲဒီနောက်ဆက်ပြီးအနီးပတ်ဝန်းကျင်ကတော့အတွင်းမှာရှာဖွေစစ်ဆေးတဲ့အချိန်ပုံခိုနေတဲ့မြန်မာနိုင်ငံသား24ဦးကိုထပ်မံတွေ့ရှိဖမ်းဆီးခဲ့တာကြောင့်စုစုပေါင်းမြန်မာနိုင်ငံသား35ဦးဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာဖမ်းဆီးခံထားရတဲ့မြန်မာနိုင်ငံသား35ဦးကိုမလေးရှားနိုင်ငံအတွင်းတရားမဝင်ဝင်ရောက်နေထိုင်မှုနဲ့အရေးယူထားပြီးသူတို့ကိုကူညီပေးခဲ့တဲ့မလေးရှားနိုင်ငံသား2ဦးကိုလည်းလူကုန်ကူးမှုဆိုင်ရာဥပဒေနဲ့ဆက်လက်စစ်ဆေးအရေးယူသွားမယ်လို့မလေးရှားအာဏာပိုင်တွေကထုတ်ပြန်ထားပါတယ်ခင်ဗျာ။